ဆရာများသားတည်တဲ့ဒီเจ้าရလေးနဲ့ပတ်သက်ပြီးတော့အင်ဂျယ်ကိုလူကြီးမင်းတို့ဒီနေ့လာပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ဆရာတယောက်စီမှာပေါ့နော်အလုပ်တော့အပ်ချင်တယ်ဘယ်ဆရာတော်မှလည်းမသိဘူးဘယ်ဆရာကတကယ်ဆရာစစ်ဆရာမှလည်းမသိဘူးဆရာရွေးချယ်ရခက်နေတယ်ဆိုရင်ဒီချက်အခုပြောမယ်အချက်လက်လေးတွေကိုသုံးသပ်ပြီးတော့ပေါ့နော်ဆရာရွေးချယ်နိုင်ပါတယ်အဲ့ဒီအရာကတကယ်တမ်းကြတဲ့ဒီအခုဒီရှေ့ပြောတဲ့ဖုန်းနံပါတ်နဲ့သက်ဆိုင်ခြင်းမဟုတ်ဘဲနဲ့တခြားနယ်ပယ်အသီးသီးမှာလည်းပေါ့နော်ဆရာရွေးချယ်တဲ့အခါကြလို့ရှိရင်ဒီအရာကိုသုံးသပ်လို့ရတယ်အချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကလစ်ကိုတင်ထားစီခြင်းနဲ့စိတ်ထားလိုက်တာဟိုဆရာရွေးမှမဟုတ်ဘူးတခြားနယ်ပယ်မှာလည်းသုံးလို့ရတယ်ဒီဗီဒီယိုကလစ်ကလူမျိုးမရွေးအသက်အရွယ်မရွေးနားထောင်လို့ရတယ်အကျိုးရှိစေရမယ်အဲ့ဒါကဘာလဲဆိုတော့ဆရာတယောက်ရွေးတာပဲဖြစ်ဖြစ်ကိုသက်ဆိုင်ရာတစ်ခုခုကိုပေါ့နော် choice လုပ်တော့မယ်ဆိုရင်အဲ့ဒီကိုရွေးလိုက်တဲ့လူရဲ့ဒီပညာနဲ့သူလုပ်တဲ့ပညာနဲ့ပတ်သက်ပြီးတော့တက်ကြွမှုအဆင့်သုံးသပ်ရမှာဖြစ်ပါတယ်သုံးသပ်ရမယ်သူဘယ်လောက်အထိကျွမ်းကျင်လဲဘယ်လောက်အထိတက်ကြွမှုရှိလဲဘယ်လောက်အထိစစ်မှန်လဲအဲ့လိုမျိုးရွေးချယ်စစ်ဆေးရတာပေါ့နော်အစစ်ဆေးတဲ့အခါကျလို့ရှိရင်ရောဘယ်လိုနည်းစနစ်ကိုသုံးပြီးတော့စစ်ဆေးရမလဲနံပါတ်1အချက်သူဝေမျှတဲ့အချိန်မှာပေါ့နော်သူပညာနဲ့ပတ်သက်ပြီးသူပြောလိုက်တဲ့အချိန်မှာသူ့ရဲ့ယုံကြည်မှုစွမ်းအားဘယ်လောက်ရှိလဲသူ့ရဲ့ယုံကြည်မှုစွမ်းအားဘယ်လောက်ရှိလဲယုံကြည်မှုလို့ပြောလိုက်လို့ရှိရင်တချို့ဖတ်လို့ရသေးတယ်တချို့ဟိုဘယ်လိုပြောမလဲသူ့ကိုယ်သူ confident ဖြစ်အောင်လုပ်ပြီးတော့သူလုပ်ယူလို့လည်းရသေးတယ်နော်ဒါလည်းလေးလေးနက်နက်ထပ်ကြည့်ဖို့လိုအပ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်သူပညာနဲ့ပတ်သက်ပြီးတော့သူဘယ်လောက်အထိကျွမ်းကျင်လဲ expert ဖြစ်လဲသူ့ရဲ့ဗီဒီယိုကိုတပုတ်တည်းမကြည့်နဲ့အများကြီးကြည့်အဲ့ဒီအရာကနေ तू ကဒီပညာရဲ့နဲ့ပတ်သက်ပြီးတော့တကယ် expert ဖြစ်တယ်မဖြစ်ဘူးဆိုတာကိုကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပေါ့နော်ပြန်ပြီးတော့သုံးသပ်ကြည့်ပါဘာဖြစ်လို့လူတိုင်းကသိပြီးသားပဲကိုယ့်ရင်ထဲကနေပြီးတော့ကိုယ်အလွန်လိုသိတယ်ဒီဆရာကဟုတ်တယ်မဟုတ်ဘူးဆိုတာပေါ့နော်ဒါနံပါတ်1အချက်နောက်နံပါတ်2အချက်ကသူ့ရဲ့ review တွေကနေပြီးတော့ကြည့်လို့ရတယ် review ကြည့်တဲ့အခါကျတော့လူတွေကမှားတယ်ဥပမာကွာအင်ဂျီကိုကလောက်လာတာကြည့်ဟာပြီသူ့ရဲ့ review ကတော့အများကြီးရှိတာပေါ့ဟုတ်တော့နော်အများကြီးရှိတယ်ပေါ့ဟိုတယောက်ကသူလောက်တာတိတ်မကြသေးဘူးသူ့မှာ review နေတယ်အဲ့ဒီအရာကိုလည်းကိုကစဉ်းစားတိုက်ရမယ်တချို့ကကြာတာတော့ကြာတယ်ဒါပေမဲ့ expect ဖြစ်တာလည်းရှိတယ်ဘာဖြစ်လို့ဆိုတော့သူခေတ်သူခါနဲ့သူ level နဲ့သူပေါ့ကွာဒီခေတ်ဒီအခါဒီအချိန်ဒီကာလမှာဆိုရင်လည်းသူ့ level နဲ့သူဆိုပြီးတော့ရှိကြတယ်အဲ့တော့ review ကြည့်တဲ့အခါကျလို့ရှိရင်လည်းတေးသေးချာချာကြည့်ဖို့လိုအပ်တယ်နောက်နံပါတ်3အချက်ကအဲ့ဒီကိုရွေးချယ်လိုက်တဲ့လူရဲ့အသွေးအခေါ်အမျှော်အမြင်ကိုကြည့်ရတယ်အဲ့ဒီဆရာရဲ့အသွေးအခေါ်အမျှော်အမြင်ကိုကြည့်ရတယ်ဘာဖြစ်လို့ဆိုတော့လူတစ်ယောက်ကကိုကသူ့စီမှာအကြံတောင်းတာပဲဖြစ်ဖြစ်အကြံဉာဏ်သွားတောင်းတာပဲဖြစ်ဖြစ် idea သွားတောင်းတာပဲဖြစ်ဖြစ်အဲ့ဒီလူကသူ့ရဲ့အတွေ့အကြုံကနေပြီးတော့သူကအဲ့ဒီသူ့စီမှာအကြံဉာဏ်လာတောင်းတဲ့လူကိုပေးလို့ရှိတယ်ဥပမာကိုကဒီ online ခေတ်မှာမဟုတ်ဘူးကွာဟိုအရင်တော့ကအောင်မြင်ခဲ့တဲ့လူတွေကိုကိုတွားကြိုးစားလို့ရှိရင်တွားမေးလို့ရှိရင်သူတို့ idea လေးတွေပေးတယ်ကိုတွေအောင်မြင်ဖို့အတွက်ကကြိုးစားမှုရှိရတယ်ဇွဲလုံးလားရှိရမယ်အရင်နဲ့ပင်ပင်မန်းမန်းကိုလောက်ရမယ်ဒီလိုမျိုး idea ကောင်းပေးရင်လည်းပေးမယ်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီလူက तू လုပ်တဲ့အလုပ်တစ်လျှောက်မှာ तू ဘာမှအောင်မြင်မှုမရလို့ရှိရင်အိုးအလကားပဲဆိုပြီးတော့ तू ပြောရင်လည်းပြောလိုက်မယ်ဒါမှမဟုတ်လို့ရှိရင်ဥပမာ law of attractionတုံးထားတဲ့လူတွေကိုကိုကသွားမေးလို့ရှိရင်လည်း law of attraction ပညာတုံးထားတဲ့လူတွေကဘယ်လိုမျိုးလဲပေါ့ပါဖြစ်ရမယ် positive thinking ရှိရမယ်အရာကိုကျေးဇူးတင်တဲ့စိတ်နဲ့ရှိရမယ်အရာကောင်းမွန်ခြင်းလေးတွေနဲ့သူ့ energy နဲ့ तू ကကိုယ့်ကိုအကြံပြုမယ်ကွာအဲ့တော့ကိုရွေးချယ်လိုက်တဲ့ဆရာကိုရွေးချယ်လိုက်တဲ့လူကသူ့ရဲ့အသွေးအခေါ်အမျှော်အမြင်သူ့ရဲ့သုံးသက်ပုံသူ့ရဲ့စိတ်ဓာတ်ပေါ့နော်ပြောရမယ်ဆိုရင်လေအဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လေ့လာဖို့လိုအပ်တယ်သူ့ရဲ့စိတ်ဓာတ်ကဘယ်ကနေသိနိုင်လဲသူပြောတဲ့စကားလုံးတွေကသိနိုင်တယ်လေနော်နောက်ပြီးတော့
တကယ်လို့သူ့ရဲ့ live ကိုကကြည့်လို့ရဥပမာကွာဒီခေတ်ဒီခါ online ခေတ်ဟာလားလူချင်းတော့မတွေ့နိုင်ဘူးဆိုရင်လည်းသူ့ရဲ့ video ကတော့မှတစ်ခါတလေဖြတ်တောက်လို့ရတယ်လေနော် energy မကောင်းဘူးဥပမာ angel ကိုအခုပြောနေတဲ့ energy မကောင်းဆို energy ဖြတ်ထုတ်လိုက်လို့ရတယ်ဒါပေမဲ့ live ပြန်မှာဖြတ်ထုတ်လို့မရဘူးလေနော်သူ့ရဲ့အသွေးအခေါ်သူ့ရဲ့အပြောအဆိုအမှုအရာကနေပြီးတော့ပေါ့ကွာသူ့ရဲ့အသွေးခေါ်ပုံလေးတွေကိုသိနိုင်စွမ်းရှိတယ်အဲ့ဒီအရာကနေပြီးတော့လည်းသိနိုင်တယ်ဒါကြောင့်မလို့ဒီအချက်၃ချက်ကနေကြည့်ပြီးတော့အဲ့ဒီဆရာရဲ့ပေါ့နော်ပညာအရေးအချင်းကိုသိနိုင်တယ်နော်ဒါကနံပါတ်1အချက်ကိုဆရာရွေးတဲ့အခါကျလို့ရှိရင်အဲ့ဒီဆရာရဲ့ပညာအရေးအချင်းသူ့ရဲ့အသွေးအခေါ်သူ့ရဲ့review ပေါ့နော်သူများသူ့အပေါ်မှာဘယ်လောက်အထိrespect ရှိလဲစသဖြင့်အဲ့ဒီကနေပြီးတော့အဲ့ဒီဆရာကိုတုံးတက်လို့ရတယ်နောက်တစ်ချက်ကဆရာရွေးတော်မယ်ဆိုရင်လူချင်းမင်းတို့နောက်ထပ်3ရမယ့်အရာကကိုယ့်ရဲ့ energy ပေါ့နော်ကိုကအဲ့ဒီဥမာကိုရွေးလိုက်တဲ့ဆရာဥမာအင်ဂျင်ကိုရွေးချယ်လိုက်တဲ့ဆိုပါစို့အများအားလုံးကတော့အင်ဂျင်ကိုအရန်ကောင်းတယ်လို့သိကြတယ်ပေါ့ဒါပေမဲ့ကိုက energy အင်ဂျင်ကိုမကြိုက်မသိဘူးအလုံးလုံးနေရင်သူပြောနေလို့ရှိရင်ကိုယ်စိတ်ထဲမှာ energy မကောင်းဘူးကိုနဲ့သူနဲ့ချိတ်ဆက်လို့မရဘူးလို့ကိုခံစားရလို့ရှိရင်ယူချင်းမင်းတို့အင်ဂျင်ကိုမှအလုံးမအပ်နဲ့အောင်နော်ဘာဖြစ်လို့ဆိုတော့သူနဲ့ကိုနဲ့ energy မချိတ်ဘူးဆိုရင်ကိုကသူ့ကိုအကျွေးမဲ့မယုံသေးဘူးလေမယုံတဲ့အခါကျတော့ဆရာဒီဆရာကိုမယုံဘူးဆိုရင်စဉ်းစားကြည့်အစွမ်းကုန်ကိုမလုပ်ဘူးနော်ကိုလိုက်မလုပ်မှာမဟုတ်ဘူးအဲ့ဒီတော့အစွမ်းကုန်ရက်လက်လဲရက်လာမှာမဟုတ်ဘူးဒါကြောင့်မလို့အဲ့ဒီဆရာကိုရွေးတဲ့အခါကျလို့ရှိရင်ကိုစိတ်နဲ့ကိုပြန်ပြီးတော့ခံစားကြည့်လိုက်အဲ့ဒီဆရာနဲ့ငါနဲ့ကတကယ်ချိတ်ဆက်မှုရှိတယ်မရှိဘူးပေါ့နော်အဲ့ဒီကနေပြီးတော့လဲရွေးချယ်လို့ရတယ်ဒါကြောင့်မလို့မှန်ကန်စွာဆရာတွေရွေးချယ်နိုင်ပါစေဘာဖြစ်လို့ဆိုတော့ဆရာရွေးမှားခြင်းကလည်းကိုဆုံးရှုံးမှုလေးတွေကိုပေးလာနိုင်စေတာပေါ့နော်โอเคအင်ဂျယ်ကိုကတော့ဒိတ်ချေနံပါတ်ကိုရွေးချယ်ပေးနေတဲ့ဆရာတစ်ယောက်ဖြစ်ပါတယ်ဆရာကောင်းနဲ့တွေးကြပါစေလို့အင်ဂျယ်ကိုကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်မှန်ကန်စွာလဲရွေးချယ်နိုင်ပါ